ကဲမင်္ဂလာပါဆရာမိတ်ဆွေဗေဒင်ဝါသနာရှင်ခုနှစ်သားသမီးများအားလုံးကြည့်ရှုသူပေါင်းကြမ်းမာချမ်းသာကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းပေးပါတယ်ဆရာကတော့ဗေဒင်နဲ့ရေရာအိမ်တော်ရေးလူမှုရေးစီးပွားရေးများကိုစီစစ်တွက်ချက်ဟောပြောပေးနေတဲ့ဗေဒင်ဆရာကိုမြင့်စောဖြစ်ပါတယ်ဆရာဒီနေ့ဟောပြောပြသပေးမှာကတော့ဆရာမိတ်ဆွေဗေဒင်ဝါသနာရှင်များရဲ့အခက်အခဲလေးတွေကြုံနေရတာစီတော့ကရောက်နေရတာလုပ်သမျှကိုင်းသမျှလေးတွေအဆင်မပြေတာခက်ခဲလေးတွေနဲ့ရင်ဆိုင်နေရတယ်ဆိုလို့ရှိရင်လှုပ်လို့ရတဲ့အလှူရေရာလေးတစ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်အလှူရေရာလေးကတော့ရိုးရှင်းပါတယ်ငွေကုန်ကြီးကြလဲတက်တာတဲ့အများကြီးချိန်ပေးစရာမလိုဘဲနဲ့လှုပ်လို့ရတဲ့ရေရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဥစွာပထမဘုရားကျောင်းဆောင်မှာမိမိတို့ရဲ့ဘုရားကျောင်းဆောင်လေးမှာတန်ရှင်းရေးလုပ်ပါဘုရားပန်းတော်ရေးလဲပါလဲပြီးတော့ဆိုတာနဲ့ပန်းစင်ပြီးစွန်လေးတွေကိုပုံမှန်လေးကတ်လူပါပြီးတယ်ဆိုတာနဲ့ထူးထူးခြားခြားလေးတစ်ခုကတော့မိတ်ဆွေတို့ရဲ့ဘုရားကျောင်းဆောင်ပေါ်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတတိတဲကနေပြီးတော့တမောတိလေးတွေကိုတမောတိ၅စိတ်ကိုအခွန်ခွာပြီးတယ်ဆိုတာနဲ့အစိတ်ကလေးတွေကိုလှုပ်ပါပြီးလို့ရှိရင်အလဲကောင်မှာကဒီဘက်ကများတဲ့ကိုတမောတိစိတ်ထဲပါထည့်ပြီးတယ်ဆိုတာနဲ့အလဲကောင်မှာဖျောင်းနိုင်ထုံးပြီးတယ်ဆိုတာနဲ့မိမိတို့ရဲ့မွေးနေ့မနက်9:20မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတတိဆုံးကတ်လိုရမှာဖြစ်ပါတယ်တတိဆုံးကတ်လိုရတဲ့ဒါနကုသိုလ်ကြောင့်မိတ်ဆွေတို့ရဲ့အခက်အခဲလေးတွေကိုဝါထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေဗေဒင်ဝါသနာရှင်များလည်းဒီလိုအလူရရာလေးတွေကလည်းအာမခန့်ထီအောင်လဲမိတ်ဆွေတို့ရဲ့မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေဗေဒင်ဝါသနာရှင်များလည်းဒီလိုအလူရရာလေးတွေကိုလိုက်လုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့အခက်အခဲလေးတွေကိုပြကြပါစေဆိုပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲကြည့်ရှုသူပေါင်းကြမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ